ဝန်ကြီးခင်ဗျာဒီလက်ဘလောင်းတောင်ဂျင်းနီစီမံကိန်းဒေသမှာအစိုးရရဲ့ရော်ကြီးရောနောက်တစ်ခါနောက်ဆုံးဆောင်ရွက်ချက်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရှင်းပြပေးပါခင်ဗျာကျွန်တော်တို့ဒီလက်ဘလောင်းတောင်ဂျင်းနီစီမံကိန်းကစပြီးတော့ကျွန်တော်လုပ်ခဲ့တာဆိုရင်ပြီးခဲ့တဲ့ကျွန်တော်တို့အစိုးရလက်ထက်တည်းကကျွန်တော်စလုပ်တာဖြစ်ပါတယ်အဲ့တော့ဒီလုပ်ငန်းနဲ့ပတ်သက်ပြီးတော့မှလက်ရှိအစိုးရလက်ထက်မှာအနေငယ်ကျွန်တော်တို့ပြဿနာဖြစ်တဲ့အတွက်ကြောင့်မလို့စုံစမ်းရေးကော်မရှင်ကနေကျွန်တော်တို့စုံစမ်းစစ်ဆေးရေးလုပ်ပါတယ်ဒီစုံစမ်းရေးကော်မရှင်ရဲ့စုံစမ်းစစ်ဆေးမှုပြီးတဲ့အခါမှာကျွန်တော်တို့အကောင့်ထဲပေါ်ရေးကော်မတီအနေနဲ့ဆိုလို့ရှိရင်ပြီးခဲ့တဲ့ကျွန်တော်တို့2013ခုမလ17ရက်နေ့ကစပြီးတော့ကျွန်တော်တို့တာဝန်ယူတော့ကျွန်တော်တို့ဆောင်ရွက်ပါတယ်ဒီလိုတာဝန်ဆောင်ရွက်တဲ့နေရာမှာအဓိကအပြင်ကျွန်တော်တို့လုပ်ငန်းကြီး၄ခုပေါ့လေနံပါတ်1ကတော့ကျွန်တော်တို့ဒီမှာဂျင်းနီစီမံကိန်းလုပ်လိုက်တဲ့အတွက်ကြောင့်မြေယာတွေကျွန်တော်တို့ဆုံးရှုံးသွားတဲ့အပေါ်မှာမြေယာနေနာကြီးတွေတီးနှံရော်ကြီးတွေပေးဖို့မြေယာနဲ့ပတ်သက်တဲ့ကျွန်တော်တို့လုပ်ငန်းတွေလုပ်ပါတယ်နောက်ဒုတိယချက်ကတော့ကျွန်တော်တို့လူမှုစီးပွားကိစ္စများနဲ့ပတ်သက်ပြီးတော့ဒီဒေသမှာရှိတဲ့လူတွေကိုလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကိုလုပ်ရမယ့်လုပ်ငန်းတွေကျွန်တော်တို့လုပ်ပါတယ်တတိယကတော့ကျွန်တော်တို့ဒီဂျင်းနီစီမံကိန်းဆောင်ရွက်မယ်ဆိုလို့ရှိရင်ပတ်ဝန်းကျင်ကျွန်တော်တို့ထိခိုက်ပျက်စီးမှုတွေရှိပါမယ်အဲ့လိုပျက်စီးမှုတွေနဲ့ပတ်သက်ပြီးတော့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်လုပ်ငန်းတွေဆောင်ရွက်ဖို့ရှိပါတယ်နောက်တစ်ခါကျွန်တော်တို့စရုဒ္ဓအချက်အနေနဲ့ဆိုရင်တော့ဒီအတွင်းမှာရှိနေတဲ့ရင်တော့ကျွန်တော်တို့လေဒီတောရဈဉ္ဉံကြောင်းလေးဖျားလေးတဆူရှိပါတယ်ဒီတာသနိကအဆောက်အုံရွှေပြောင်းရေးကိစ္စတွေကျွန်တော်လုပ်ဖို့ရှိပါတယ်အဲ့တော့ဒီမြေယာရော်ကြီးနဲ့ပတ်သက်လို့ရှိရင်တော့ကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီဘက်ပိုင်းမှာဒီစုံစမ်းရေးကော်မရှင်စစ်ဆေးပြီးတဲ့နောက်ပိုင်းမှာပေါ့မြေယာရော်ကြီးကကျွန်တော်တို့ပေးဖို့ရန်ရာထားတာစုစုပေါင်းကျပ်သိန်းပေါင်း69208.85 သိန်းရာထားပါတယ်ခဏကျွန်တော်တို့4ရက်9လ2013ရက်နေ့ထိကျပ်သိန်းပေါင်း3988.24 သိန်းပြီးရောပြီးဖြစ်ပါတယ်နောက်နှစ်ရှည်သီးနှံပင်ရော်ကြီးအနေနဲ့ကျွန်တော်တို့တောင်းသူ945ဦးကိုကျွန်တော်တို့နှစ်နာကြီး1551.15 သိန်းကျွန်တော်တို့ပြီးရောပြီးဖြစ်ပါတယ်နောက်တစ်ခါဒီဒေသမှာရှိတဲ့လူတွေနစ်နာတဲ့ကိစ္စတွေကျွန်တော်တို့လေ့လာလိုက်တဲ့အခါမှာရေတွင်းတွေကျွန်တော်တို့ပျက်စီးတာတွေရှိပါတယ်အဲ့တော့ရေတွင်း148တွင်းကိုကျွန်တော်နစ်နာကြီးအလုံးပေါင်း233.5 ခွန်သိန်းကျွန်တော်တို့ပေးပြီးပါတယ်ပြောမယ်ဆိုလို့ရှိရင်တော့အခုစက်တင်ဘာလကျွန်တော်တို့4ရက်နေ့ထိကိုဒီမြေယာရော်ကြီးရောတီးနှံရေတွင်းစသည်အပြင်နစ်နာကြီးတွေအလုံးပေါင်းသိန်းပေါင်းကကျွန်တော်တို့32,982.96 သိန်းပေးပြီးပါပြီဒါရင်လားဆိုတော့မဟုတ်ပါဘူးကျွန်တော်တို့ရခင်လေးကဒီစီမံကိန်းကစခဲ့တဲ့အတွက်ကြောင့်ရခင်တော့ကျွန်တော်တို့ပေးရခဲ့တာတွေရှိပါတယ်အဲ့ဒါက2011ခုနှစ်ဧပြီလတုန်းကရော်ကြီးကကျွန်တော်တို့အလုံးပေါင်းအဲ့တုန်းကတော့သိန်းပေါင်း4,549.2 သိန်းပေးပြီးဖြစ်ပါတယ်ဒါကြောင့်မလို့စုစုပေါင်းပေးပြီးသားကိုပြန်ပြောမယ်ဆိုလို့ရှိရင်တော့အလုံးပေါင်းကသိန်းပေါင်းကျပ်သိန်းပေါင်းကျွန်တော်တို့93,322.16 သိန်းပေးရပြီးဖြစ်ကြောင်းကျွန်တော်အနေနဲ့ပြောလိုပါတယ်ကျေးဇူးပါခင်ဗျာနောက်တစ်ခုကဒီရော်ကြီးဟိုနောက်ဆုံးထားယူဖို့ဆိုပြီးစက်တင်ဘာလ30ရက်နေ့ကိုသတ်မှတ်ထားတယ်လို့သိရှိရပါတယ်ခင်ဗျာအဲ့ဒီရက်စွဲပြီးလို့ရှိရင်ဒီကြေးဝါသားတွေအနေနဲ့ဘယ်လိုဆက်ဖြစ်မလဲကျွန်တော်တို့ဒီရော်ကြီးပြီးတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ခုနကကျွန်တော်ပြောခဲ့သလိုပဲလေပထမတစ်ချိန်2011 EB လာတုန်းကလည်းကျွန်တော်တို့ထိုက်တဲ့ရော်ကြီးတွေပေးပြီးပါပြီသို့တော်လည်းပဲစုံစမ်းရေးကော်မရှင်ရဲ့စုံစမ်းမှုအရာပေါ့လေကျွန်တော်တို့လိုအပ်တဲ့ထပ်မှန်ပြီးတော့ကျွန်တော်တို့ပေးတဲ့ရော်ကြီးတွေကိုလည်းကျွန်တော်တို့ပေးခဲ့ပါတယ်အခုဆိုရင်ကျွန်တော်တို့တာဝန်ယူတာမလ17ရက်နေ့ရဆိုရင်ခဏအချိန်ကြီးဆိုရင်ကျွန်တော်တို့6လခွဲလောက်ရှိပါပြီ6လခွဲရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အခုဒါကိုအမြန်ဆုံးကျွန်တော်တို့ထုတ်ယူဖို့ပေါ့လုပ်ငန်းကလည်းကျွန်တော်တို့ကစဖို့နှီးလာပါပြီအဲဒါကြောင့်ဒီလစက်တင်ဘာလ30ရက်နေ့ကိုနောက်ဆုံးထားထုတ်ဖို့ဆိုပြီးတော့ကျွန်တော်တို့အကြောင်းကြားထားပါတယ်အဲတော့ထုတ်နိုင်မှုအတွက်လည်းကျွန်တော်တို့ကမြို့နယ်မှာရှိတဲ့ရုံငန်းရောကျွန်တော်တို့ဒီဒေသတွင်းမှာရှိတဲ့ကျွန်တော်တို့ရွာသစ်မှာလည်းကျွန်တော်တို့ဆက်ဆံရေးရုံကိုကျွန်တော်တို့ကဒီဆက်ဆံရေးစခန်းပေါ့လေအဲ့ဒါ0ရွာမှာကျွန်တော်တို့ဖွင့်ထားပါတယ်အဲ့ဒီဖွင့်ထားတဲ့နေရာမှာလည်းကျွန်တော်တို့စက်တင်ဘာလ30ရက်နေ့ထုတ်ဖို့ဆိုတော့ကျွန်တော်လွန်ခဲ့တဲ့ကျွန်တော်တို့လတွေကကျွန်တော်တို့အကြောင်းကြားခဲ့ပါတယ်အကြောင်းကြားခဲ့တဲ့ကြောင့်ဒီငွေတွေကိုတချို့လဲလာပြီးတော့ထုတ်ယူနေပါပြီဒီလိုထုတ်ယူဖို့အတွက်ကိုကျွန်တော်တို့အကြောင်းကြားတဲ့ကြောင့်မလို့တချို့လဲဝမ်းသာအားလင်းနဲ့လာထုတ်ပါတယ်တကယ်လို့ထုတ်ယူဖို့တမင်တကာပေါ့လေတကယ်လို့မထုတ်ယူတော့ဘူးဆိုလို့ရှိရင်တော့ဒီငွေတွေကကျွန်တော်တို့ကဒီစီမံကိန်းကနေကျွန်တော်တို့ရော်ကြီးပေးတဲ့ငွေတွေဖြစ်ပါတယ်ဒါကြောင့်ဒီငွေတွေကိုကျွန်တော်တို့ကတီးခြားကျွန်တော်တို့ဆင်းဖွင့်ထားပြီးတော့မှကျွန်တော်တို့ကဒီကြီးရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာဒါကိုကျွန်တော်တို့သုံးစွဲသွားမှာဖြစ်ပါတယ်
ကျွန်တော်တို့ဒါကိုတော့ကျွန်တော်တို့နိုင်ငံတော်ကလည်းယူမှာမဟုတ်ပါဘူး နောက်တစ်ခုကကြတော့ဒီရော်ကြီးကိုအစိုးရကပေးတာလားခင်ဗျနောက်တစ်ခုကဒီ1 pound ကုမ္ပဏီကပေးတာလား ရော်ကြီးနဲ့ပတ်သက်လို့ရှိရင်တော့ကျွန်တော်တို့ဒါဟို1 pound ကုမ္ပဏီမြန်မာ1 pound ကုမ္ပဏီကပေးတာပါခင်ဗျ စာချုပ်အသစ်ချုပ်ဆိုတဲ့အချိုးအစားပုံစံမျိုးကိုကျွန်တော်တို့ရှင်းပြပါအောင်ခင်ဗျ ကျွန်တော်တို့ဒီ ရခိုင်တော့စာချုပ်ချုပ်ဆိုခဲ့တာကတော့ရခိုင်ဆိုရလက်ထက်ကဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့စုံစမ်းရေးကော်မရှင်ရဲ့ဒီတွေ့ရှိချက်အစီရင်ခံစာရဒါစာချုပ်ကိုကျွန်တော်တို့ပြန်လည်ပြီးတော့မှဒီရသင့်ရတဲ့ကျွန်တော်တို့ရဲ့ဒီအခွန်အခတွေအပါဝင်ပေါ့လေပြန်လည်ချုပ်ဆိုဖို့အတွက်ကျွန်တော်တို့ပါပါတယ်ဒီလိုပါတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကအခုပြန်လည်ပြီးတော့အသစ်ပြင်ဆင်ချုပ်ဆိုခဲ့တဲ့စာချုပ်မှာတော့ရခိုင်တော့ကျွန်တော်တို့ဒီမြန်မာ1 pound ကုမ္ပဏီနဲ့မြန်မာစီဝိုင်းဥပိုင်နဲ့နှစ်ခုပဲကျွန်တော်တို့ချုပ်တာပါအခုကတော့ကျွန်တော်တို့တတ်ထူတွင်ဝန်ကြီးဌာနရဲ့မြန်မာစီဝိုင်းဥပိုင်ရဲ့မြန်မာ1 pound ကုမ္ပဏီရဲ့ကျွန်တော်တို့သုံးပါတဲ့ကျွန်တော်တို့ PSC contract ပေါ့နော် production sharing contract ကိုကျွန်တော်တို့ပြန်ချုပ်တာဖြစ်ပါတယ်အဲ့လိုချုပ်လိုက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီရသင့်ရတဲ့ဟိုနေ့နေရာပြောင်းလဲမှုတွေဖြစ်ပါတယ်ဥပမာပြင်ဆိုရင်ကျွန်တော်တို့နိုင်ငံတော်အတွက်ဆိုလို့ရှိရင်အခွန်အခတွေအပါဝင်ကျွန်တော်တို့နိုင်ငံတော်ကရမယ်အချိုးက51% ကျွန်တော်တို့ရပါတယ်မြန်မာစီးပွားရေးဥပိုင်ကတော့ကျွန်တော်တို့19%ကျွန်တော်တို့ရပါတယ်မြန်မာ1 pound ကုမ္ပဏီကတော့30%ရပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့မူလာတုန်းကကျွန်တော်တို့က51-49ပဲရနေပြီးတော့ကျွန်တော်တို့အခုဆိုလို့ရှိရင်နိုင်ငံတော်အနေနဲ့ကောစီးပွားရေးဥပိုင်အနေနဲ့ကောကျွန်တော်တို့နှစ်ခုပေါင်းလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့နှစ်ခုပေါင်းရဲ့နိုင်ငံတော်ရတဲ့ရာခိုင်နှုန်းက80%ကျွန်တော်တို့ဖြစ်လာပါတယ်ဒါရင်ပဲလားဆိုမဟုတ်ပါဘူးကျွန်တော်တို့ဒီရခိုင်တော့မပါခဲ့တဲ့ CSR လို့ခေါ်တဲ့ Corporate Social Responsibility လူမှုရေးတာဝန်ယူမှုနဲ့ပတ်သက်ပြီးလို့လဲကျွန်တော်တို့ဒီရတဲ့အမြတ်စွန်းနေရနေကျွန်တော်တို့2%ကျွန်တော်တို့ပေးဖို့စာချုပ်ထဲမှာပါပါတယ်နောက်တစ်ခါကျွန်တော်တို့ဒီစီမံကိန်းကြီးလုပ်လိုက်တဲ့အတွက်ကြောင့်မလို့ပျက်စီးသွားခဲ့တဲ့ဒီမြေယာပတ်ဝန်းကျင်ပြုပြင်ထိန်းသိမ်းဖို့ကိစ္စတွေပေါ့လေဒီအရာတွေနဲ့ပတ်သက်ပြီးလို့ရှင်လည်းကျွန်တော်တို့ကနောက်ပိုင်းကျွန်တော်တို့ဒီမိုင်းကိုကျွန်တော်တို့ပြန်ပြီးတော့ mine closure plan ပေါ့လေဟိုပြောမယ်ဆို mine reclamation ပေါ့ဒီဟာနဲ့ပတ်သက်လို့ရှင်လည်းကျွန်တော်တို့ကတစ်နှစ်ကိုဒေါ်လာ2 သန်းသူတို့ပေးဖို့တဲ့စာချုပ်ထဲမှာထည့်ထားပါတယ်အဲဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ဒီပြင်ဆင်ချုပ်ဆိုခဲ့တဲ့စာချုပ်ကိုပြန်ကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့ရသင့်ရလိုက်တဲ့ကျွန်တော်တို့ရဲ့နည်းတွေကိုအခွင့်အရေးတွေကိုကျွန်တော်တို့အားလုံးရပါတယ်ဒါနဲ့ပတ်သက်လို့လည်းကျွန်တော်တို့ပြီးခဲ့တဲ့ကျွန်တော်တို့အနေနဲ့ကဇူလိုင်လ24ရက်နေ့မှာကျွန်တော်တို့ချုပ်ပါတယ်ချုပ်ပြီးတော့ကျွန်တော်တို့လွတ်တော်မှာလည်းရှင်းလင်းတင်ပြပါတယ်ပြီးတဲ့အခါမှာကျွန်တော်တို့မီဒီယာအားလုံးလည်းကျွန်တော်တို့ရှင်းလင်းတင်ပြတဲ့အတွက်ကြောင့်ကျွန်တော်တို့နိုင်ငံရဲ့ရသင့်ရတဲ့အခွင့်အရေးကိုရတဲ့အတွက်အားလုံးကျေနပ်သဘောတူကြပါတယ်